မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးထဲမှာ YouTube မှာပေါ့နော်ဗီဒီယိုဖိုင်ဗီဒီယိုတစ်ခုစီရဲ့အောက်မှာဒီလို download clip လေးကိုဘယ်လိုထည့်မလဲဆိုတာလေးပြပြသွားပါမယ်download clip လေးထည့်ထားပြီဆိုလို့ရှိရင်တော့ဒီမှာ clip လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ download လုပ်နေရတွေ့ရမယ်ပေါ့နော်အဲ့တော့ဒီအောက်ဘက်မှာတော့တခြား option တွေလည်းရှိပါသေးတယ်เนาะကမောဆိုပြီးတော့ဒီမှာခုနောက်ပိုင်းအတန်မပေးတော့တာလည်းရှိရเนาะဒီမှာဆိုရင်တော့အတန်မှာပါတယ်ပေါ့အဲ့တော့အတန်မပေးတဲ့ဟာလည်းရှိတယ်ဆိုတော့ဗာနဲ့ထည့်မလဲဆို save from www.google.com နဲ့ကိုသွားလိုက်ပါမယ်ပြီးလို့ရှိရင်ကိုသုံးတဲ့ browser ပဲ browser မဆိုထည့်သုံးလို့ရပါတယ်ထည့်ပေးရမယ့် add-on ရဲ့ name လေးကတော့ save from ပါsave from add-on ဆိုပြီးတော့ကိုသုံးကျင်တဲ့ browser နည်းတစ်ခုထည့်လိုက်ရပါပြီအခုကဒီ browser မှာထည့်ထားပြီးသားဖြစ်နေပြီပေါ့နော်တကယ်လို့မထည့်ရသေးတဲ့ set တွေမှာဆိုလို့ရှိရင် save from စီရောက်သွားတဲ့အခါမှာ app to ဆိုပြီးတော့ပေါ်လာမှာပေါ့နော်အခုကတော့ဒီထည့်ထားပြီးသားဖြစ်နေလို့ဒီမှာ remove ဆိုတာလေးပဲတွေ့ရတာပါဒီဟာလေးကတော့app ဆိုတော့ app to နှိပ်လိုက်ပြီးတော့ထည့်သုံးလို့ရပါပြီเนาะအဲ့ဒါဆို reloading လုပ်လိုက်လို့ရှိရင်လက်ရှိဖွင့်ထားတဲ့ဒီ YouTube ထဲမှာပေါ့နော်ဘယ်ဗီဒီယိုပဲဖွင့် download clip လေးပေါ်လာတွေ့ရမှာပါကျေးဇူးတင်ပါတယ်